ဒီမှာညီမလေးတယောက်လာမိထားရပါတော့ target မချတတ်ဘူးချေဆိုတော့လေဟုတ်ကဲ့အဲ့တော့ဒီမှာအမက target channel လေးကိုတိတိနောက်လေးတည်အောင်ပေါ့နော်မလေးပြပြလိုက်ပါမယ် okay အဲ့တော့ target ဘယ်လိုချမလဲเนาะနံပါတ်1အနေနဲ့မလေးတို့ဘာလုပ်ရမလဲဆိုရင်ကိုဘာရောင်းနေတာလဲပေါ့နော်ကိုရောင်းတဲ့ပစ္စည်းဘယ်နှမျိုးရှိလဲတစ်မျိုးဆိုလဲတစ်မျိုးနှစ်မျိုးဆိုလဲနှစ်မျိုးเนาะ okay အဲ့ဒါလေးတွေကိုချရေးပါเนาะကိုရောင်းတဲ့ပစ္စည်း5ခုရှိရင်5ခုလုံးချရေးလိုက်နော်အဲ့နံပါတ်1အနေနဲ့ပေါ့နော်ခြာရေးလိုက်ပါနံပါတ်2အနေနဲ့ကကိုအဲ့ဒီပစ္စည်းလေးတစ်ခုပေါ့နံပါတ်1ဆိုတဲ့ပစ္စည်းလေးပေါ့နော်5မျိုးရောင်းနေမှာထားပါတော့နော်နံပါတ်1ဆိုတဲ့ပစ္စည်းလေးတစ်ခုရောင်းဖို့အတွက်နော်ကိုအဲ့ဟာလေးကိုရောင်းလိုက်တယ်တစ်ခုရောင်းလိုက်တယ်ဆိုရင်အမြတ်ဘယ်လောက်ရမလဲတွက်ကြည့်ရမယ်နော်အဲ့တော့ကိုကတစ်လမှာနော်ဟိုဘူး30ရောင်းကအမြတ်ဘယ်လောက်ထွက်လာမလဲအဲ့လိုမျိုးတွက်ကြည့်ပါအဲ့တော့တစ်ခုချင်းစီပေါ့ပစ္စည်း5မျိုးဆိုလဲ5မျိုးလျောက်ပေါ့နော်မလေးတို့ကတွက်ကြည့်ရမယ်နော်အဲ့တော့တွက်ကြည့်ပြီးတော့မှပဲမလေးတို့နောက်ထပ်တစ်ခုထပ်တက်ကြမယ်เนาะအဲ့တော့ကိုနံပါတ်2အနေနဲ့ကမလေးတို့တွေပစ္စည်းရောင်းလိုက်ရင်အဲ့တစ်ခုရောင်းလိုက်ရင်ဘယ်လောက်မြတ်မလဲဆိုတာလေအမြတ်ကလေးကိုတွက်ကြည့်ပါเนาะနံပါတ်3ချက်အနေနဲ့ဟုတ်ပြီအမြတ်တွေထွက်လာပြီเนาะပစ္စည်းတွေကိုကဘာရောင်းလဲဆိုတော့သိလာပြီဆိုရင်ဘယ်လို marketing เนาะရောင်းရအောင်လို့ဘယ်လို marketing လုပ်မလဲเนาะအဲ့ဒါမျိုးလေး plan လေးတွေချရမယ်เนาะအဲ့ဒီ3ဆင့်ကိုအရင်လုပ်ကြည့်ပါเนาะလုပ်ကြည့်ပြီးရင်target channel တည်သွားလိမ့်မယ်ပြီးတော့အဲ့လိုမျိုးလုပ်ကြည့်ရင်းနဲ့เนาะဘယ်လို market channel တွေလုပ်ရင်ကောင်းမယ်စဉ်းစားရင်းနဲ့လေးလာရင်းနဲ့တကယ် target ထိသွားလိမ့်မယ်เนาะကိုလူချင်းတဲ့ target ကိုအမြန်ဆုံးရောက်သွားလိမ့်မယ်เนาะမလေးအဲ့လိုမျိုးလေးလုပ်ပါတယ်เนาะအဲ့3ချက်ကိုမလေးဟိုအပြည့်ပြည့်အလန့်လန့်ပေါ့เนาะလုပ်တယ်အဲ့လိုမျိုးလုပ်ရင်းနဲ့ပဲဟိုပြောရရင်ကွာအချိန်တော့ပြရတယ်ပေါ့เนาะမလေးတစ်ခါလုပ်ခဲ့ဘူးတယ်ဒီလားမလေးကတစ်လကိုနော်အဲ့တုန်းကလူချင်းခဲ့တာတစ်လကို30ကျော်30လောက်လူချင်းခဲ့တာအမြက်နော်အသက်ဒီအမြက်ကြီးပဲလူချင်းခဲ့တယ်ဆိုတော့မလေးလုံခဲ့တဲ့2နှစ်လောက်ကရေးခဲ့ဘူးလေနော်အဲဆောင်းလေးတော့ပြန်တွေ့တာပေါ့နော်မလေးကဟိုကိုမှတ်တဲ့စာအုပ်လေးတွေဟောင်းသွားပြီဆိုရင်နောက်ထပ်အသစ်တစ်ခုထုတ်တယ်ထုတ်ပြီးတဲ့ခါကျရင်လည်းအဲ့လိုပေါ့ target တို့ plan တို့ရေးဖို့အတွက်ကွာပြန်ပြီးတော့ဟိုသုံးသက်တာပေါ့နော်သုံးသက်ပြီးတော့ဟိုကူးစရာရှိလေကူးမယ်ဆိုလို့ချင်းမလေးအဲ့လိုရေးခဲ့တာဒီလားအခုချိန်မှာဆိုရင်တော့ဟိုလူချင်းတဲ့ငွေထက်တောင်မှပိုရှန်နေပြီပေါ့နော်အဲ့လိုမျိုးလေးလေရနေပြီပေါ့နော်ပိုရှန်ဆိုတစ်ခါတလေရတယ်ပေါ့နော်ခါလေးကြတော့လေဟိုသူလူချင်းတဲ့ဟာမျိုးလေးအတိတော့ထိရပါတော့ဘာဖြစ်ဟိုကိုလွန်ခဲ့တဲ့2နှစ်ကလူချင်းခဲ့တဲ့အမောင်းကနော်ချို့လာရင်မလုံးဝကိုကြော်ထွက်သွားဆိုတော့အရန်အမေးစင်းပဲနော်အဲ့တော့လုံဆောင်ကြည့်ပါအခု target နော်3နည်းလေးပေးလိုက်တယ်ပေါ့နော်အဲ့ target ချနည်းလေးကိုနော် step by step လုံဆောင်ကြည့်ပါပြီးတော့စာရွက်ထဲမှာချရေးပါအမြဲတမ်းမပြတ်လုံဆောင်ကြည့်ပါကိုလိုချင်တဲ့ target ထက်ကြော်လွန်ပြီးတော့နော် beyond the feeling နေတာခံစားရပါလိမ့်မယ် okay အဲ့မလေးကကိုတွေ့ပါအဲ့တော့ဒီလိုမျိုးတောင်းနေရတယ်ပြောပေးမယ် coach မလေးပါရှင်နောက်ထပ်ပြပြကြရင်မလေးတော့တင်ဆက်ကြပါမယ်